င်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမစခင်မှာကျွန်တော်တစ်ခုတော့မေးကြည့်ချင်ပါတယ်လူကြီးမင်းတို့ရဲ့ဖုန်းထဲမှာ TikTok application ရှိပါသလားနောက်ပြီးတော့9မိနစ်လောက်ပဲဝင်ကြည့်မယ်ဆိုပြီးတော့ဝင်လိုက်တာနိုင်ဝက်ဒါမှမဟုတ်တနားကြီးလောက်ကုန်တာမျိုးဘယ်နှခါရှိဘူးပါသလဲဟုတ်ပါတယ်ကျွန်တော်တို့အားလုံးလိုကြုံမှုကြပါတယ်တကဘာလုံးကိုလွှမ်းမိုးထားနိုင်ပြီးတော့လူတွေရဲ့အာယုံစိုက်မှုတွေကိုပြောင်းပြစ်လိုက်နိုင်တဲ့ TikTok အကြောင်းကိုဒီနေ့တင်ပြမှာဖြစ်ပါတယ် TikTok ဟာဆိုလို့ရှိရင်ဘာကြောင့်ဆွဲလန်းစေတာလဲဒီနောက်ွယ်မှာစီးပွားရေးဈေးကွက်တွေစိတ်ပိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့တွေရှိတယ်ဆိုတာကိုကျွန်တော်တို့ကလေ့လာကြည့်ကြရအောင် TikTok ရဲ့မူလအစကတော့ ByteDance လို့ဆိုတဲ့တရုတ်ကုမ္ပဏီကထုတ်လုပ်တဲ့ဒူရင်ဆိုတဲ့ application ဖြစ်ပါတယ်နိုင်ငံတကာကိုရောက်တဲ့အခါကျတော့ TikTok ဆိုပြီးတော့ကျွန်တော်တို့ခေါ်ပေါ်ပြီးတော့ပုံဆွဲလာကြပါတယ်လို့ဆက်တဲ့ generation Z တွေကြားမှာလို့ရှိရင်ဒီ TikTok ဟာလို့ရှိရင်အတော်လေးရေပန်းစားပါတယ်တခြား social media တွေနဲ့မတူဘဲနဲ့ TikTok ကဘာလို့ဒါလောက်တောင်အောက်ကွဲအကောင်းကလေးဆိုတာကိုကျွန်တော်တို့ကလေ့လာကြည့်ရမယ်အဲ့လိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်တို့အချက်၃ချက်ကိုကျွန်တော်တို့ကတွေ့ရပါတယ်ပထမတစ်ချက်ကကျွန်တော်တို့ algorithm လို့ခေါ်တဲ့ကျွန်တော်တို့ဒီပြပေးတဲ့စနစ်ပေါ့နော်အဲ့တော့ TikTok ရဲ့ algorithm ကကျွန်တော်တို့ဘာကြိုက်သလဲဆိုတာကိုကိုယ့်ထက်တောင်ပိုပြီးတော့ကျွန်တော်တို့သိပါတယ်ကိုကြည့်လိုက်တဲ့ဗီဒီယိုတစ်ခုကိုဘယ်လောက်ကြာကြာကြည့်တယ် like ပေးလား share လုပ်ပေးလားဆိုတာကိုစက္ကန့်ပိုင်းအတွင်းမှာတွက်ချက်ပြီးတော့ကိုကြိုက်မဲ့အကြောင်းအရာတွေကိုအဆက်မပြတ်ကျွန်တော်တို့ထည့်ပေးပါတယ်နံပါတ်2အချက်ကတော့ကျွန်တော်တို့တိုနဲ့ထိထိမိမိရှိခြင်းဖြစ်ပါတယ်အရင်တော့ကမိနစ်ရှည်ဗီဒီယိုတွေကိုကြည့်ရတာတဲ့စက္ကန့်30ကနေ10မိနစ်အတွင်းမှာပျော်စရာတွေဘူးတုဒရစရာတွေကိုသူက TikTok ကအမြန်ဆုံးပေးစွမ်းနိုင်တာဖြစ်ပါတယ်နံပါတ်3အချက်ကတော့ဖန်တီးရလွယ်ကူတာဖြစ်ပါတယ်ဘယ်သူမဆိုဖုန်းတစ်လုံးနဲ့ professional ဆန်းဆန်းဗီဒီယိုတွေဖန်တီးလို့ရအောင် filter တွေဇာတ်ပုံသချင်းတွေကလွယ်ကူနဲ့ကျွန်တော်တို့ရယူပေးထားတာကျွန်တော်တို့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ3ချက်ရဲ့ထိရောက်မှုကြောင့် TikTok ဟာလို့ရှိရင်ရေပန်းစားပြီးတော့ကျွန်တော်တို့ကလူကြိုက်များလာတာဖြစ်ပါတယ်အဲ့တော့ TikTok မှာလို့ရှိရင်ကျွန်တော်တို့က TikTok နဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကလေ့လာကြည့်ပါမယ်ဆိုတော့ TikTok နဲ့ပတ်သက်ပြီးတော့အကောင်းဘက်ကကြည့်မယ်လို့ရှိရင်စီးပွားရေးအခွင့်အလမ်းတွေရလာတာပဲဖြစ်ပါတယ်ဒီခေတ်မှာလို့ရှိရင် online business တွေ content creator တွေအတွက်နိုင်မယ်ကြီးဖို့နဲ့ဝင်ငွေရှာဖို့အကောင်းဆုံးစင်မြင့်တစ်ခုအားနေပြီးတော့စင်မြင့်တစ်ခုအားလို့ရှိရင် TikTok ပဲဖြစ်ပါတယ် TikTok short တွေကနေတဆင့်ရောင်းအားတွေတက်လာကြပါတယ်နောက်ပြီးတော့အမြန်ဆုံးသတင်းသိရှိနိုင်မှုပေါ့ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အချက်လက်တွေ trend တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က TikTok ရဲ့ခေါင်းကျိုးပေါ့နော်နောက်တစ်ခုကြားတဲ့အခါကျတော့စိုးကျိုးဘက်ကိုကျွန်တော်တို့ကြည့်အောင်စိုးကျိုးဘက်ကတော့ကျွန်တော်တို့ကဒီ TikTok ကိုကြည့်ခြင်းအပြင်အချိန်ကုန်မှန်းမသိကုန်သွားပြီးတော့เนาะအချိန်ဖြုံးမိတာတွေကျွန်တော်တို့ရှိပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့လုပ်ငန်းတွေထုတ်လုပ်မှုစွမ်းအားတွေကကျဆင်းပါတယ်
နောက်တစ်ခါကျတော့ဒီဟလာအာယုံစူးစမ်းနိုင်မှုပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့စွမ်းအားတွေလည်းကြားတယ်လို့ဆိုပါတယ်အဲ့တော့ဗီဒီယိုတွေကိုခဏခဏကြည့်နေတာကြောင့်စာဖတ်တာတို့နော်ဒါမှမဟုတ်အာယုံစိုက်ပြီးတော့လုပ်တဲ့အလုပ်တွေမှာအာယုံစူးစိုက်ဖို့ခက်ခဲလာပါတယ်နောက်တစ်ခုကတော့စိတ်ကြမ်းမာရေးထိခိုက်မှုပေါ့နော်တခြားသူတွေရဲ့ပြည်စုံနေတဲ့ဘဝကိုဒီ TikTok ပေါ်မှာအမြဲတမ်းမြင်နေရတဲ့အခါကျတော့ကိုယ့်ဘဝနဲ့နှိုင်းယှဉ်ပြီးတော့စိတ်တက်ကြတာဒီနော်နောက်တစ်ခါကျတော့ဟလာစိတ်ဟလာထိခိုက်တာတွေနော်ဒီလိုမျိုးကျွန်တော်တို့ခံစားချက်စိတ်ဝေဒနာတွေကိုကျွန်တော်တို့ဖြစ်ပေါ်နိုင်ပါတယ်အဲ့တော့ TikTok မှာတွေ့ရတဲ့အကြောင်းအရာတွေပေါ်ဒီမူတည်ပြီးကိုကဟလာမပြည့်စုံဘူးသူတို့လောက်ကျွန်တော်တို့ဟလာမလုံနိုင်ဘူးเนาะမရနိုင်ဘူးဆိုလို့ရှိရင်ကြည့်တဲ့လူကစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုသူကခံစားကြအားတာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင် TikTok ကိုလုံးဝမသုံးတော့ဘူးလားငါအဲ့လိုလည်းမဟုတ်ပါဘူး TikTok ကအမှန်တကယ်ကတော့ဓာတ်တက်လက်လိုပါပဲပါငါခလီးဖို့သုံးရင်အကျိုးရှိတယ်လို့အလွဲသုံးစားလို့မြင်ကိုယ့်ကိုထိခိုက်စေပါတယ်ဒါကြောင့်TikTok ကိုပညာသားပါသုံးဖို့လိုအပ်ပါတယ်အဲ့တော့အဲ့လိုမျိုးပညာသားပါဘယ်လိုသုံးမလဲပထမတစ်ချက်ကတော့အချိန်ကိုသတ်မှတ်ရမှာဖြစ်ပါတယ်တနေ့ကိုဘယ်နှနာရီဟလားဘယ်လောက်အချိန်ကြာTikTok ကိုကြည့်မလဲเนาะအဲ့တော့နိုင်ဝက်လားဒါမှမဟုတ်မိနစ်40လားเนาะအဲ့လိုမျိုးပေါ့เนาะဒီအချိန်ကိုကျွန်တော်တို့ကသတ်မှတ်ပြီးတော့ကိုယ့်ကိုထိန်းချုပ်ပြီးတော့ကျွန်တော်တို့ကကြည့်ရှုရမှာဖြစ်ပါတယ်နောက်တစ်ခုကြားတဲ့အခါကျတော့ဒီ TikTok မှာပြပေးနေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကဟာလားဟိုပြောင်းပြစ်တာပေါ့ပြောင်းပြစ်တယ်ဆိုတာကိုယ့်အတွက်အကျိုးမရှိဘူးအချိန်ဖြုံးတဲ့ဗီဒီယိုတွေပေါ်လာပြီဆိုရင် not interested ဆိုတဲ့เนาะအဲ့ဒါကိုကျွန်တော်တို့ကနှိပ်ပြီးတော့เนาะဒီဟာကိုကျွန်တော်တို့ကကြော်သွားပါမယ်เนาะအဲ့ဒီအစားပညာပေးတာတို့ကိုဝါဒနာပါတဲ့အကြောင်းအရာတွေဥပမာပြဘာသာစကားဤပညာချက်ပြုတ်နည်းကိုပဲလိုက်ပြီးတော့เนาะကိုယ့်ရဲ့ဒီဟလာဟိုပညာရမယ်เนาะအသိပညာရမယ်ဟာတွေကိုကျွန်တော်တို့ကလိုချင်တယ်လို့ပုံဖော်ဖို့လိုပါတယ်နောက်တစ်ခုကြားတဲ့ခါကျတော့ဟလာဒီ TikTok မှာ creator ဖြစ်အောင်တော့ကျွန်တော်တို့ကလုပ်ရမှာဘယ်လောက်ပဲအသက်ကြီးเนาะဟလာဘယ်လောက်ပဲဟလာဟိုဖြစ်ပေါ့เนาะအဲ့တော့ဒါကိုကြည့်ပြီးတော့အချိန်ကိုမဲ့အစားကိုတိုင်းလဲเนาะကိုယ့်ရဲ့ဝါသနာကိုယ့်ရဲ့ဘူးတုဒတွေကိုပြန်လဲဝေမျှတာမျိုးလုပ်ကြည့်ဖို့ကျွန်တော်တို့လိုပါတယ်เนาะဒါကတော့ကျွန်တော်တို့ TikTok ကိုကျွန်တော်တို့ကလားဒီဟလာဟိုလိုအပ်တယ်လို့ပေါ့เนาะ TikTok ကိုကျွန်တော်တို့ကအကျိုးရှိအောင်အသုံးပြုတဲ့လှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်အဲ့ဒီတော့လူကြီးမင်းတို့ရော TikTok ကိုတနေ့ကိုနိုင်ဘယ်လောက်သုံးဖြစ်တယ်လဲ TikTok ကြောင့်ကိုယ့်ဘဝမှာဘယ်လိုအကောင်းဆိုးကျွေးတွေကြုံဘူးသလဲအဲ့ဒါကိုကျွန်တော်ရဲ့ comment မှာဝင်ပြီးတော့နည်းနည်းဆွေးနွေးပေးကြပါဦးတကယ်လို့များဒီဗီဒီယိုလေးဟာအကျိုးရှိတယ်စိတ်ဝင်စားမယ်ဆိုရင်တော့ like and share လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်တင်ဆက်မဲ့စိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုဆက်ကြည့်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပါဦးလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်